ငါလိုလှလှပပလေးဆိုရင်လည်းကြည့်ကောင်းသေးတယ်မင်းပုံညာကျုံပြီးတော့မင်းနဲ့သွားရင်လည်းသိက္ခာကြတယ်မင်းလည်းဆိုရင်ဘုန်းကြီးတူလားလေးပါပဲဘုန်းကြီးသားလားတဲ့ဒါတော့ဆိုးတဲ့ရုပ်ကိုဘုန်းကြီးသားလားဆိုတော့စဉ်းစားကြည့်ငါလည်းသိက္ခာကြရတယ်ဟုတ်တယ်မလားအလုံးမင်္ဂလာပါတကယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တကယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကျောင်းတိုင်ဆရာတော်နဲ့သူတို့ရဲ့တူနှစ်ယောက်ပေါ့နော်စကားများရန်ဖြစ်နေတဲ့ဗီဒီယိုလေးပဲဗျဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့ကျွန်တော်ရဲ့တကယ်ချင်းတွေလုံးဝစိတ်အပန်းပြေစေမယ်လို့ကျွန်တော်တို့ယူဆတယ်ဗျတူကြီးနှစ်ယောက်ကပေါ့တယောက်နဲ့တယောက်အကျိတ်အနေကိုရန်ဖြစ်နေကြတာဗျကဲကျွန်တော်ရဲ့တကယ်ချင်းတွေလည်းဒီဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ကျွန်တော်ဖိတ်ခေါ်ပါရစေဗျကဲကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဗျနော်ရှုပ်စင်နေနော်ဆုံးရတယ်ဆိုမင်းမနဲ့ခရရတယ်ပဲဆုံးရမလိုက်ဘူးပုံဆုံးဝေပေးမိရတယ်ဒါအမှားနေအချိုကြတယ်ဒါအတော့တာစားရတယ်မကြသားဟင်းနေကြီးကြိုင်တာညီနေရပဲနော်ဘာပြန်ပြောမင်းကိုယ်ဝှစ်ရှင်လုံးကမဟုတ်တာပဲချိုတော့ရှင်လို့ဟင်းကောင်းစားရှင်ဝတ်တာမဟုတ်လားဟမ်အမမဟုတ်ဘူးတော့မင်းဟိုဘက်နေ့ကကစုံရက်တွေပို့လို့တဲ့เจ้าမှမစားခြင်းဘူးတဲ့မင်းကငါတို့တောင်မှဒီကစုံရက်စားနေရတဲ့ကိစ္စကိုမင်းကကစုံရက်မစားခြင်းဘူးဆိုတော့ငါတို့ကဘာကောင်းလဲပြက်ကုန်ရုပ်ကတော်တော်တူတယ်နော်မင်းကပြီးသားကြတော့ဟိုအိမ်မှာအိမ်ကဟိုနေလည်းသွားစားတယ်တဲ့ဟိုရည်ဒီမပြောတာကိုလည်းမရှိတော့တဲ့ကြက်သားရင်၄ရက်လောက်စားရတယ်ကြက်သားဟင်းကိုခုအစာကြီးမင်းကကြားတော့မင်းကသွားပြီးတော့မင်းရဲ့ပုံစံကြမင်းရဲ့ဟိုသာဝေပုံတာကြသွားစားတယ်လာစားတယ်ကလေးကြည့်ကြသူတို့ပြောတာပဲလေငါအဲ့ဒါတော့မတူဘူးလာပြီးတော့စားတယ်တဲ့ဘာသူမှတော့နဲ့သင်္ကန်းဝတ်တာလဲတဲ့အိမ်ကလည်းကြက်သားလာစားတယ်တဲ့ဝေပုံတာကြလာစားတယ်တဲ့လင်းကြည့်ကြလင်းကြည့်ကြတယ်မင်းဖေပဲလေဒါမင်းတို့သားဖားပဲကလေးကြည့်ကတော့မင်းတို့သားဖားပဲမင်းဖေကလည်းကိုမင်းမရှိတော့အိတ်လို့မရဘူးအိတ်လို့မရတော့ဘုန်းကြီးကျောင်းလာပြီးတော့သားဖားတွေကဘာအကြံစီထုတ်နေမှမသိဘူးနေရတယ်အောင်မစီကျော်စီချက်ခောက်ဆွဲဟိုဘယ်လိုတွေ့ချပဲလားဖျားဝဲတယ်တက်လားဒီကောင်ဖျားဝဲတက်လားနေရာဟိုအောင်ကိုကြည့်တယ်တမန်ပါလေဟုတ်လားမင်းမတက်ရဘူးလားခင်းနေတယ်အဖေကကြတော့ဟိုဒါပုံမှန်ဝင်မတက်ရှင်ဘူးဖေကပုံမှန်ဝင်ကြတယ်မင်းမနဲ့ခရမထားဘူးမို့လားကဲမင်းလက်တွေ့မင်းမနဲ့ခရမထားဘူးကိုပဲနေရလဲနေခင်းဆွန်းချမစားဘူးကြိုင်ရင်နဲ့ခွဲတော့တယ်တဲ့မင်းပုံစံနဲ့မင်းပြန်ကြည့်အောင်ရမယ်မင်းကြည့်လို့မကောင်းတော့ငါလိုလှလှပပလေးဆိုရင်လည်းကြည့်ကောင်းသေးတယ်မင်းပုံညာကျုံပြီးတော့မင်းနဲ့သွားရင်လည်းသိက္ခာကြတယ်မင်းလည်းဆိုရင်ဘုန်းကြီးတူလားလေးပါပဲဘုန်းကြီးသားလားတဲ့ဒါတော့ဆိုးတဲ့ရုပ်ကိုဘုန်းကြီးသားလားဆိုတော့စဉ်းစားကြည့်ငါလည်းသိက္ခာကြရတယ်ဟုတ်တယ်မလားအဲ့ဒါမင်းငါနဲ့လိုက်မလာနဲ့လို့ငါပြောရလေလိုက်နဲ့ငါနဲ့မလိုက်နဲ့တိုက်ရင်ငါလူတက်တာအမေကဘုန်းကြီးသားလားဘုန်းကြီးသားလားဆိုတော့အပြင်းကြီးတဲ့ရုပ်ကြီးကလည်းကျုံအကြံလို့ကြရင်ဟုတ်တယ်နော်ရုပ်ကိုကြည့်ပါအောင်ဗျာအကုန်လုံးကိုနော်နှကန်းကနှာခေါင်းကနော်မျက်ခုံးမျက်လုံးအကုန်တူတာဗျာနော်နောက်ဆုံးကျွန်တော်တို့ဒီဥကောင်းကအစာတူနေတာနော်မေးလဲမေးချင်းစရာပဲလीနော်ဒါပေမဲ့တူတယ်နော်ဖုန်ကြီးရဲ့တူပါဗျာနော်ဟင်းကောင်းနေစားရတော့မှာတဲ့ကြောင်းသွားပြီးဝစ်လိုက်အောင်မယ်မင်းသာသနာကြီးကျတို့ဝစ်တယ်မှာမဟုတ်တာဟင်းကောင်းစားကြလို့ဝစ်တာမဟုတ်လားကဲပဲအေးဒီသားပဲရလားကဲမရဘူးတဲ့ကဲမေတ္တာပေါ်ရလားဒီဆိုင်နဲ့ပတ်သက်ကြတော့ရလားယူတယ်ကဲမင်းဘာမှမရဘူးရတယ်ပြောနေတာဝင်လုံးလုံးမဟုတ်ပါမင်းရတယ်ဆိုပြလိုက်လေဆိုပြလိုက်အကုန်လုံးသိအောင်ရှားတယ်ပြောလည်းမပြဘူးမရဘူးပြောမှာပဲလေဆုံးကလည်းမလားဆုံးကသွားပြီးတော့လက်ချီတောင်လေးထွန်းနေလောက်လာဂျန်တဲ့ဆိုကောင်းနေပြီဘိုးကြီးတူဆိုတဲ့အခါကျတော့ဂျန်တဲ့ကောင်ကမပြောရဲဘူးမပြောလို့လားမပြောရတာမပြောလို့လားပေါ့မရတာအခွင့်အရေးတွေယူငါဝစ်ပေးမိတာကွာငါတော်တော်ကြီးကိုနောင်တရတယ်အမေမင်းနဲ့မဝစ်ပေးနဲ့လို့ပြောရတာနဲ့ငါတော့မင်းကိုနိဗ္ဗာန်တောင်ကတစ်ဖက်နားကိုရောက်အောင်ဆိုပြီးတော့မင်းလူလောကကြီးမှာညီမမြဲပဲပြောအိမ်မနေရတာလည်းနာကြီးနေပြီတဲ့အိမ်မနေရနာကြီးရဆိုပြီးတော့ကြောက်ကြတော့မယ်ခရလည်းဝတ်မတဲ့
မင်းသမင်းစားကြမယ်ရှိရဆုံးစားကြမယ်ရှိအဲ့ဒါမင်းငါနာမပြက်တယ်ဖက်တော့ဟမ် ထွက်ခိုင်းနေပြီဟဲ့ အဲ့ဒီပါယူ ဟုတ်တယ် ခက်တီတီပဲနော်ဘာမှပြန်ပြော အားဆိုမင်းနေရာပြောင်းတော့ငါဟိုဟာတဲ့ဝန်ထမ်းတာပဲအဲ့တော့တက်လာဟမ်ဝန်ထမ်းတာဘာလို့ပဲရမှာလို့ နော် နာကြည့်လေးနဲ့ချက်ပလိုက် ဝန်ထမ်းတာမမိတ်လည်းငါခန်းထဲမှာအဲ့လိုရတယ်မင်းဘာမှမဖြစ်ဘူးမင်းသိမပေါက်တော့ဘူးမို့လားတေမပေါက်တော့ဆိုရပြီမင်းဦးစင်းမကလည်းသွားမရှုံးနဲ့နေတာစိတ်တွေလုံးနေလိမ့်မယ်ကွာမှ ဦးလေးကတော့နေပါ မင်းဦးစင်းကတော့သွားမရှုံးနဲ့သူ့အတူတော့ရှုံးနေတာကြားလား ဆောင်းတော့ ဆက်ဒီရမောင်းထုတ်လိုက်စိုးစားရမ်းတော့ ဟုတ်လားအေးမင်းဦးစင်းကတော့သွားမရှုံးနဲ့သူ့လိုရှုံးနေတာ မကျန်လား ဆိုင်တော့ကရရှုပ်ထွေးတယ် သူကဘော အဲ့ဒါမင်းငါဆောင်မှာပဲနေလိုက်တော့လို့ဗရန်တာမှာနေ ဆောင်းရပြည်ရညာလေး ပစ္စည်းတွေသွားပြီးတော့မဟုတ်ငါပစ္စည်းတွေကိုသွားမင်းစောင့်နေကောင်းတယ်ဗရန်တာမှာထားအဲ့ညကြတော့အဲ့တော့ဖုံဖုံရဲ့ဟိုဟာတမှာကျောင်းအပြင်မှာအဲ့လိုရတယ်ငါလည်းခန်းထဲမအိပ်ဘူးငရင်ကြောက်လို့ဗရန်တာမှာပဲအိပ်တာဒါစင်ကြလားပြောပြီသွား ကြားရတယ် သွားရမယ်သွားပြီဝင်ပြီ ကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ဒါကတော့ဖုန်ကြီးနဲ့ဖုန်ကြီးရဲ့တူနဲ့ပေါ့နော်စကားများရန်ဖြစ်နေတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျပတ်ဝန်းကျင်ကဖုန်ကြီးနဲ့အတူတူသွားတဲ့အခါမျိုးကြရင်ပြောကြတယ်တဲ့နော်ဒါဖုန်ကြီးရဲ့သားလားပေါ့နော်တူလားလို့တော့မမေးဘူးပေါ့နော်သားလားဆိုတော့ဖုန်ကြီးကဒေါသတွေနဲ့ပေါက်ကွဲနေရနော်တကယ်လဲမေးချင်းစရာပဲဗျာနော်ရုပ်ကလုံးဝချွတ်ဆွတ်တူနေရနော်ကဲတကယ်ကျွန်တော်လည်းပြောစရာအကြောင်းအရာလေးရှင်ကျွန်တော်ရဲ့အောက်မှာ comment လေးတွေရေးပေးခဲ့ပါအောင်ဗျကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျ